လေးရှားနိုင်ငံမှာရေပေဆောင်းတဲ့နည်းတွေအများကြီးရှိတဲ့အထဲမှာတက်ရှင်ကိုကနေပြီးတော့ရေပေဆောင်းတဲ့နည်းကိုဒီဗီဒီယိုမှာကျွန်တော်အသေးစိတ်လေးရှင်းပြပါမယ်။ပထမဆုံးကျွန်တော်တို့မှာတက်ရှင်ကိုနဲ့ Air Slang ကိုဆိုတဲ့ app တစ်ခုလိုအပ်တယ်ပေါ့နော်။အဲ့တော့ပထမဆုံးကျွန်တော်တို့ Air Slang ကိုထဲကိုဝင်လိုက်ပါ။ဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ပေဆောင်ရမယ့်နေရာမှာဒီလိုမျိုးလာပြနေပါလိမ့်မယ်ကျွန်တော်တို့ဆိုလို့ရှိရင်6ချက်နဲ့ပြောင်း50 15ရက်စာကျွန်တော်ဆောင်းဝင်ဖြစ်ပါတယ်။ဆောင်းတော့မှာဆိုလို့ရှိရင်ကျွန်တော်ပဲတွားမလဲဆိုတော့တက်ရှင်ကိုလေးကိုတွားမယ်။တက်ရှင်ကိုလေးကိုတွားပြီးရင်ကျွန်တော်တို့ more ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါ။မောဆိုတဲ့နေရာနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ B ဆိုတဲ့နေရာတက်နေလိုက်ပါ B ဆိုတဲ့နေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ AN Slang ကိုဆိုတဲ့နေရာလေးကိုကျွန်တော်ထပ်နေလိုက်ပါ AN Slang ကိုနှိပ်ပြီးရင်ကျွန်တော်တို့ရဲ့အိမ်နံပါတ်ကိုအိမ်နံပါတ်ကျွန်တော်ထည့်ရမယ် B နံပါတ်ကျွန်တော်ဒီမှာထည့်ပေးလိုက်ပါထည့်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ထည့်ရမယ်6ချက်နဲ့ပြ50ကိုကျွန်တော်ဒီမှာထည့်လိုက်ပါထည့်ပြီးရင်ကျွန်တော်တို့ pay ဆိုတာအောင်နှိပ်လိုက်ပါပေးဆိုတဲ့ဟာကိုနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ထက်ရှင်ကိုပင်ကိုထည့်လိုက်ပါထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအကုန်လုံးပြည့်သွားပါပြီထက်ရှင်ကိုထဲမှာပြီးပြီဆိုလို့ရှိရင် Air Slang ကိုထဲကိုကျွန်တော်တို့15မိနစ်20လောက်ဆိုရင်ဝင်လိုက်ပါ15မိနစ်20လောက်ကျွန်တော်ဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီလိုမျိုးပေးဆောင်ပြီးရင်ကျွန်တော်ဒီလိုမျိုးလာပြမယ်ပေါ့နော်ဒီအဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေးဆောင်ပြီးတဲ့ slip ကိုကျွန်တော်တို့ဒီမှာတွေ့ရမှာဖြစ်ပါတယ်ဒီဆောင်ပြီးဆိုလို့ရှိရင်ခုနကကျွန်တော်မှာ6ချက်နဲ့50ဆိုတဲ့နေရာထားပြတဲ့နေရာမှာဒီမှာအဲဆိုပြီးတော့ကျွန်တော်တို့ပေးဆောင်မှုအောင်မြင်သွားတာဖြစ်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ခုရသွားတယ်ဆိုလို့ရှိရင်ကျွန်တော်ကို like and share နဲ့အားပေးသွားလို့ရပါတယ်ကျွန်တော်ကတော့ feedback ဖြစ်ပါတယ်